ငါပေါင်းနေပြီဆိုပါစီအခုအချိန်ကတော့အလုံးအထိတ်လန့်တုန်လှုပ်နေတဲ့အချိန်ဖြစ်တယ်ကျမတို့ကိုယ်တိုင်လည်းထိတ်လန့်တုန်လှုပ်နေပါတယ်အခုအချိန်မှာကျမတို့ဒီအိမ်မှာလည်းအကြီးဆုံးအောက်တိုင်းမှာလည်းအကြီးဆုံးအင်္ဂလန်ကကလေးတွေအတွက်လည်းကိုကအကြီးဆုံးဆိုတော့ကိုယ့်ရဲ့ပူပန်မှုတွေစိတ်ဖိစီးမှုတွေအားလုံးမျိုးသိထားတာပေါ့ရှင်အဲ့လိုမျိုးသိထားတဲ့အချိန်မှာကိုမိဘလို့ချစ်ခင်တဲ့အာကိုရဲ့လူကြီးကိုတတိတရားရှိနေပါလေကိုရဲ့ပူရင်မှုတွေတောကမှုတွေရင်ဖွင့်ပြီးတော့ပြောဆိုလိုက်ချင်ပါလေတကဘာလုံးနဲ့ခံစားနေရတာဆိုတော့ကိုပြောက်တဲ့လေကွက်ပြီးတော့ဒါကိုချစ်ချက်နေလို့လည်းမရပါဘူးအဲ့ဒါကြောင့်ကျမမေအေလိုပဲကျမအမေလိုစကားပြောတဲ့အခါမှာကျမအမေနဲ့အင်မတန်တူတဲ့အန်တီအေးကိုအရန်တတိယမိပါလေဒီမှာရှိတဲ့မမတင်နေမြတို့မမထားလို့ဆိုရင်နေကောင်းလားလို့ဖုန်းလေးနဲ့လှမ်းမိလိုက်ပြီးတော့ပြုစုဆောင်ချက်ကိုရပါတယ်သူကတော့အဝေးမှနေတဲ့အတွက်ကျမသူ့အတွက်ကိုသူ့ကိုစားအခုမလဲအမပြေဟာလူတွေကိုသူလုံးချမှာပဲလို့ဆိုတဲ့အသည့်လေးနဲ့သူ့ကိုတတိတရနဲ့ဂုံပြီးခြင်းနဲ့စိတ်လေးပေါ်လာလို့သူ့ရဲ့တခြင်းလေးတစ်ပုဒ်ကိုဆိုပြချင်ပါတယ်မမအေးလိုတော့ကောင်းမှမဟုတ်ပါဘူးဒါပေမဲ့သူ့ကိုချစ်တဲ့ညံတို့တဲ့အားကိုတဲ့လေးစားတဲ့စေတနာလေးကိုအတိမပြပြီးတော့နားထောင်ပေးပါလို့တောင်းပါပါတယ်တခြင်းလေးရဲ့နာမည်ကမိဘကိုရှာချစ်ရဲ့အချင်းနာလေးလို့မိဘကိုရှာလို့မလေး
ဆိုရင်ချိန်ကလေးကရန်ကိုမြတ်လို့ပြီးလိုက်ဆိုရတဲ့တခြင်းလေးတွေဖြစ်လို့ကျမအမြဲတမ်းကိုချစ်လို့ဆိုရင်းဖြစ်ပါတယ်။ဒီစုံတရားအမှားရှိလို့ရှိရင်လည်းခွင့်လွှတ်ပါလို့တောင်းပါပါရှင်။